ဖြစ် picnic လို့လည်းပြောလို့ရပါတယ်ဒါဈေးဝယ်တဲ့အဖွဲတွေပါ Let's go在有抓你啦，没去拔的。这飞机了吧？มันเนี่ยอภิพิการเราจ้างวันนี้เซลันสูบอยู่ตัวเมสุยชิดเท่าเนี่ยยาบานเนี่ยทีนี้มันเนี่ยจะเรากระเท่าเราตะต้องพี่ตัวบานเนี่ยอาจจะเราก็สั่งกูเซฟที่อ่านมาเป็นใจของอายไปร้านเนี่ยไม่ชิบะမြင်နာမှာထိုင်ပြီးမြင်နာတော့တဲ့ဆိုပြင်းစင်မရမှာကျွန်တော်ကိုအိတ်ဆက်စေပြီးဒီကမှာကျွန်တော်ဒီစီရဲ့ဘယ်နဲ့ဆိုကြည့်ရရတဲ့နိုင်ချင်းတွေပြောဆိုလိုက်တယ်ချီမလုံးတဲ့အဖားရဲ့တကူတော့ဘူပီစီစင်လာတယ် Possible with God ခံစားချက်လေးပြောပြပါဦးဒီနေ့ကအရန်ပျော်တယ်ပြီးတော့ခြေထောက်လေးနာတယ်ခေါင်းစီထားလို့လေဓာတ်ပုံလေးတပုံမှမရရသေးဘူးဓာတ်ပုံရိုက်ဖို့အရေးကိုဒီလိုပြင်ဆင်တာဖြစ်ပါတယ်အရန်ပျော်ပါတယ်တကယ်ချင်းလို့အဲဒီချိန်မှာဝတ်စုံဆောင်ပြီးတော့ဖတ်ကြရတယ်ပြောမောင်းဆောင်တော့ပြပါတယ် ဆ
送到天边面前。我也经历，我也等待着最后的心碎。你真的给我感动，你真的给。从前，不若延年茫茫，你最高，不若延难，那些从地之内现在的，你会若的细心你的，但爱情。看到山高，那山中随风啊，不若天南，为你都不压也累了，你专情的。ကိုရဲ့တက်ရှင်းခြင်းတွေကျေးဇူးတင်တယ်ကိုရဲ့ကောင်းမြတ်ခြင်းတွေကျေးဇူးတင်တယ်ကိုရောအိမ်ကိုပြီးတော့ကျွန်တော်တာပြီးတော့ကျွန်တော်ပြေးပါပါကမန်ကဆန်တော်ဟုတ်ပြရတယ်ဒီမှာတက်နေရှိကျွန်တော်ကိုယ်ဆိုင်ကိုဆွဲပေါ်မှာကိုယ်ပြီးတော့အချင်းပါကိုပြောမှကျွန်တော်ရင်းနှီးကျွမ်းဖို့ကိုပြီးတော့သိမြင်ခြင်းနဲ့ကိုရောပြရတယ်ဒီကျွမ်းလာလေးဒီတော့မှကျွန်တော်တို့ကိုရောရဲ့မိသားရပွင့်လာတဲ့တော့ကိုရောနဲ့ပြေဝတော့နေတယ်လို့ပြောကြတယ်ကိုရောစကားပြောပါတယ် 这个咱的要了呢。 မေးခွန်းတစ်ခုပဲမေးပါမယ်ဆိုတော့ဒါ Okay ဆိုတော့ဒါကတော့နည်းနည်း personal ရောဆိုင်တယ်ဒါပေမဲ့ဒါကတော့အပျော်ဖြစ်ပါတယ်ဆိုတော့ဒီ3ယောက်ဖြစ်ပါတယ်ဆိုတော့ game song ရဲ့အချိန်မှာ selection 3ယောက်ဖြစ်ပါတယ်အဲ့ဒီနည်းနည်း weird ဖြစ်တဲ့မေးခွန်းတစ်ခုကိုမေးပါဆိုရင်တော့ Okay အဲ့တော့3ယောက်စလုံးပေါ့နော် yes and no အဲ့ဒီခုတည်းတစ်ခုပဲပြအောင်ပေါ့နော် Okay အဲ့တော့3ယောက်စလုံးမေးချင်ပါတယ်ကိုရဲ့အိယာပေါ်မှာလေလေးရှိရမလားရှိပါ Yes, yes, yes. အချီကတော့တောင်းဆောင်နေဖြစ်ပါလေတော့နောက်တစ်ကြော့ပြန်သွားရအောင်ညာ3ယောက်ဖြစ်ပါတယ် Okay တခြားဒီမှာမင်းခုံးရှိနေရတော့ Okay Okay ပါဒီခါမှာလည်းပဲကျွန်တော်တို့ထပ်ပြီးတော့ပါလာတော့ဒီကမင်းသမီးလေးဖြစ်ပါလေအဲ့ရပုံမှာဆွဲပဲပါတယ်တော့အမင်းသမီးဖြစ်ပါတယ်အဲ့တော့ဒီ3ယောက်ကိုဒီလည်းပဲခုန3ယောက်လို့ပဲမင်းခုံးတစ်ခုပဲမေးမှာဖြစ်ပါတယ်ဒီတော့နေပြီးတော့မှ yes and no ပဲပြခွင့်ရှိမှာဖြစ်ပါတယ် Okay အဲ့တော့ဒီ3ယောက်ကိုကြည့်ပြီးတော့မှဘာမျိုးခုံးမင်းလဲဆိုတော့ခဏလေးစဉ်းစားပြစီဟေးဆို
ဒီတစ်ခါတော့ကျွန်တော်တယောက်ချင်းစီကိုမေးမှာဖြစ်ပါတယ်တယောက်ချင်းစီမေးမယ်ဆိုတော့ကမေးခွန်းတစ်ခုတည်းပါဒါပေမဲ့တို့ရဲ့အဖြေတဲ့ဟာကတော့တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးเนาะโอเคအဲ့တော့ကျွန်တော်တို့မေးခွန်းကတော့ဗာလဲဆိုတော့ S3 ကနေစမေးမယ်เนาะပထမဦးဆုံးcrash ကကိုပဲတက်ရစားတယ်တက်ရစား crash Oh my god ပထမဆုံး Okay yes စကော စကူနေအောင်ဖြစ်ပါတယ် ကေးလာစကော စကူဝါဒီတော့ငယ်ဆုံးပြတဲ့အတွက်ကြောင့်ဒီထက်ပုံငယ်မရ crash နော် yes အစားမဟုတ်နော် အယောဒီမှာ yes 14နှစ်တည်း ဆယ်လေးနှစ်ဖြစ်ပါတယ်တော်တော်ငယ်လေးရွဖြစ်ပါတယ်ကျွန်တော်ဆို8နှစ် okay အယောဒီမှာဟုတ်ပြီ Second ရောက်ရှင်းတော့ အဲ့တော့ second queen နှစ်ယောက်တော့ရှိပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ရဲ့လီဖူးတဲ့သူ crash စကူနေမှာစတာနော်သူမပါတော့ပါဘူးလို့ okay အဲ့တော့ဒီ၃ယောက်ကိုဗာမီခွန်မီလဲဆိုတော့ဒီတော့အနေနဲ့ကတော့သူတို့တော်တော်လေးပါပဲဆိုတော့ငယ်တုန်းကကျွန်တော်တို့ကယုံကြည်တိုင်းဝိုင်းရပဲလာတာဆိုတော့လေဆိုတော့ပြောရဆိုရင်တော့Sunday school တက်ခဲ့ဖူးတယ်ပြီးတော့မှကိုယ့်ရဲ့အတင်းတော်မှာလက်ထောက်ဆရာမတွေရှိခဲ့ဖူးတယ်အဲ့တော့ Sunday school ဆရာမပဲဖြစ်ဖြစ်လက်ထောက်ဆရာမပြောတော့ကလေးပေါ့လေငယ်တုန်းကတိတ်တခိုး crash ခဲ့ဖူးတာရှိမရှိလုံးဝမရှိလို့ပြောပါတယ်ကျွန်တော်ငယ်ရတော့လုံးဝမရှိပါဘူးကျွန်တော်ရုပ်ခဲ့ရုံးပါလေ okay သူတရားတယ်ပါနော် မရှိတော့ လုံးဝမရှိဘူးအဲ့တော့သူတို့ကိုဘယ်လိုမျိုးတင်ခဲ့လဲတော့မသိဘူးနောက်ဆုံးတယောက် ရှိပါဘူးအဲ့လိုမျိုးကကျတော့သူတို့ကကိုယ့်ရဲ့ဆရာဆရာမဖြစ်တဲ့အတွက်အဲ့လိုမျိုးစိတ်တော့မရှိပါဘူး Okay တော့ရစလုံးဒီမေကိုနဲ့လွတ်ပါတယ်ကျွန်တော်တို့ရှင်းခဲ့ပါတယ်ဆိုတော့ကျွန်တော်လည်းရှိရမှန်ပါတယ်နောက်တစ်ယောက်ရှိပါတယ်ဒီဘက်အယောဒီမှာ Okay အားလုံးပဲကျေးဇူးများတင်ပါတယ်အဲ့တော့ဒီကတော့ fan ဖြစ်အောင်ပဲနေခေါ်ရပြပါတကယ်တော့